ကောင်မလေးတယောက်ဟာသူမရဲ့တငယ်ချင်းမလေးမောင်းတဲ့ကားကိုစီးရင်ပြင်းပြင်းရှိတာနဲ့ online မှာတွဲနေတဲ့ချစ်သူကောင်လေးကိုစနောက်ဖို့စဉ်းစားလိုက်ပါတယ်။သူမဟာဖုန်းထဲကနေကောင်လေးထန်ရှင်းရဲ့ဟိုဟာလေးကိုဓာတ်ပုံရိုက်ပြပါလားဆိုပြီးစနောက်ကြည့်စဲတဲ့ message ပို့လိုက်ပါတယ်။ဒါပေမဲ့ကောင်လေးကတော့အခုလက်ရှိမအားသေးလို့နောက်မှရိုက်ပြမယ်လို့အတန် message ပြန်ပို့လာခဲ့ပါတယ်။ဒါပေမဲ့ကောင်မလေးကအရှုံးမပေးဘဲကောင်လေးထန်ယွမ်90နဲ့တူညာပတ်စံလွှဲပေးလိုက်ပြီးမရဘူးအခုချက်ချင်းကြည့်ကျင်တာဒါသခင်ရဲ့အမိန့်ပဲဆိုပြီးစိုးနွှဲလိုက်ပါတယ်။ဒီအတော်တွင်းမှာပဲကားပေါ်မှာပါလာတဲ့ခံရပြီးစကားနဲ့တဲ့အကိုကြီးဖြစ်သူဟာဖုန်းထဲက message ကိုကြည့်ပြီးရုတ်တရက်စိတ်လှုပ်ရှားသွားပါတယ်။သူကကားမောင်းနေတဲ့ညီမလေးကိုရှီမီ point မှာညာဘက်ကွေ့ပြီးဟိုတယ်တကားဝမှာကားခဏရပ်ပေးဖို့အရေးတကြီးပြောလိုက်ပါတယ်။ကားပေါ်ပါလာတဲ့အကိုလက်ကတော့အကိုကြီးကိုကုမ္ပဏီကိုအလင်းလိုသွားရမှာမဟုတ်ဘူးလားလို့မေးတဲ့အခါအကိုကြီးကကိုရီကိုရာကိစ္စအရေးကြီးလို့ပါဟုဆိုကဟိုတယ်မှာဆင်းကြံခဲ့ပါတယ်။ကားပေါ်ကတငယ်ချင်းမလေးနဲ့အကိုလက်တို့ကတော့အကိုကြီးဟာတိုင်းပြည်ပြန်ရောက်တာနဲ့အလုပ်တွေကိုတက်ညာမှုမရှိပြက်တသားလုပ်တတ်သူမို့အခုလဲဟိုတယ်မှာလှုပ်ဝက်ဆွေးနွေးပြီးအချင်းပြက်ဝန်ထမ်းတွေကိုရှင်းထုတ်ဖို့အလုပ်ကိစ္စနဲ့သွားတာဖြစ်မယ်လို့ထင်မှတ်နေကြပါတယ်။ဒါပေမဲ့တကယ်တော့ကောင်မလေးစနောက်လိုက်တဲ့ online ချစ်သူဆိုတာအေးဆက်ဆက်နဲ့စကားနဲ့လာပါတယ်ဆိုတဲ့အကိုကြီးဖြစ်နေခဲ့တာပါ။မိနစ်20လောက်အထိ message ပြန်မလာလို့ကောင်မလေးစိတ်ပူနေချိန်မှာပဲဖုန်းထဲကိုဗီဒီယိုတစ်ခုရောက်ရှိလာပါတယ်။ဗီဒီယိုထဲမှာအကိုကြီးဟာကောင်မလေးဆိုသမျှကိုလိုက်ရောဖို့အတွက်ဟိုတယ်မှာတီးတန့်အခန်းတစ်ခန်းသွားငါပြီးခပတ်ကိုပါချွတ်လို့ရိုက်ပြနေတာကိုတွေ့လိုက်ရပါတယ်။ကောင်မလေးကတော့သူမစနောက်လိုက်တဲ့အဖြစ်ကင်းစင်လာပါတယ်ဆိုတဲ့ online ချစ်သူကဒီလောက်အထိအလိုက်တီးပြီးရဲတင်းလာလိမ့်မယ်လို့မထင်ထားခဲ့သလိုအဆုံးမှာတော့ကောင်လေးကတခင်ကျွန်တော်လည်းတခင်ဟာလေးကိုကြည့်ချင်တဲ့အတူတူရိုက်ပြကြမလားဟင်းဆိုပြီးအတန် message ပြန်ပို့လိုက်တဲ့ခါမှာတော့လူမာပြီးရှုံဝေအောင်စကားတွေပြောဘူးကြလားဇလန်စတာနဲ့သူမဟာကားပေါ်မှာဘေးနာကခံရပြီးအေးဆက်နိုင်လာတဲ့ဆရာကြီးကိုမေးကြည့်ရင်စိတ်ထဲကနေငါဘေးနာကဒီအေးဆက်ဆရာကြီးဟာငါ online မှာချစ်သူဖြစ်နေတာတနစ်ရှိပြီဖြစ်တယ်လင်းတော်မောင်ဖြစ်နေလိမ့်မယ်လို့ဘယ်သူထင်မှလဲဆိုပြီးရေရွတ်နေခဲ့ပါတယ်အဲ့ဒီနောက်သူမဟာတငယ်ချင်းဖြစ်သူချောင်းရဲ့မွေးနေ့ပွဲမှာဝင့်မဲ့ကာဝင်သွားယူဖို့အတူတူလိုက်သွားပေးခဲ့ပါတယ်မူလကတော့တငယ်ချင်းအတွက်အဖော်လိုက်ပေးတာဖြစ်ပေမဲ့ online ချစ်သူကဒါကိုသိသွားတဲ့အခါသူများတွေရတာမင်းလည်းရရမယ်ဆိုပြီးပတ်စံတန်းလွှဲပေးလိုက်ပါတယ်အဲ့ဒီဝစ်စုံဟာသူမရဲ့6လစာစားဝတ်တင်နေစည်းနဲ့တောင်ညီတဲ့အလွန်တန်မိုးကြီးကာဝင်ဖြစ်နေခဲ့ပါတယ်ဆိုင်ဝန်တန်းကကာဝင်ကိုဖျက်ပြလိုက်တဲ့အခါမှာတော့ဝစ်စုံရဲ့လှပစမ်းပြလုံးမှုကြောင့်မိန်းကလေး2ယောက်လုံးပါဇက်အဟောင်းသားအံ့ဩသွားကြရပါတယ်။တငယ်ချင်းဖြစ်သူကာဝင်လဲပြီးဝစ်ပြချိန်မှာသူမကဝါတိတ်တော်တာပဲဆိုပြီးချီးမွမ်းပေးခဲ့တယ်လို့တငယ်ချင်းကလည်းချောင်းမင်းရဲ့ကာဝင်လဲမြန်ဆန်းဝစ်ကြည့်ပါဦးဆိုပြီးတိုက်တွန်းခဲ့ပါတယ်။သူမကိုယ်တိုင်ဝစ်စုံလဲပြီးထွက်လာချိန်မှာတော့တငယ်ချင်းကဒီဝစ်စုံကမင်းနဲ့တိတ်လိုက်တာပဲဆိုပြီးမချီးမွမ်းပဲမနေနိုင်ဖြစ်ခဲ့ရပါတယ်။သူမလည်းလှပလာတဲ့ကာဝင်လေးကိုဓာတ်ပုံရိုက်ပြီး online ချစ်သူထံပို့ရင်းရှင်ဘက်ကပို့ပေးတဲ့တထဲထဲသောကာဝင်လေးကိုတမိသိကြိုက်တာပဲ။ကျေးဇူးပါနော်ဘေဘီလို့စာပို့လိုက်ပါတယ်။ online ချစ်သူကလည်းအတန်ဖိုင်ပြန်ပို့ပေးခဲ့ပါတယ်။ဒါကတဲတယောက်တည်းအတွက်ပဲတီးတန့်ကာဝင်လေးပါဘေဘီဝစ်ထားတာတိတ်လာတာပဲမျောစရာကောင်းတာကကိုယ်တိုင်အပြင်မှာလာမကြည့်နိုင်တာပဲသူမအပေါ်အမြဲတမ်းတပ်ပုံတွေကစာထဲမှာပါအရာဂရုစိုက်ပေးလို့နဲ့အောင်လင်ချစ်သူရဲ့မေတ္တာကိုခံစားရပြီးနောက်သူမကစိတ်တုံးချလိုက်ပါတော့တယ်သူကငါ့အပေါ်တကယ်ကြီးတိတ်ကောင်းတာပဲငါရဲဝံ့စကြည့်ရမလားငါဆုံးဖြတ်လိုက်ပြီငါအောင်လင်ချစ်သူနဲ့လူချင်းစုံတော့မယ်ရလက်ပါပဲဖြစ်ဖြစ်ဒီတလန်းကိုတော့ငါလှမ်းလိုက်တော့မယ်online ပေါ်က AC တည်ငြိမ်ပြီးအလိုက်တီးလာတဲ့ online ချစ်သူဆိုသူဟာတကယ်တော့ကားပေါ်မှာဘေးနာက AC ဆက်နဲ့မာနာကြီးလာတဲ့ဖျားကြီးကိုယ်တိုင်ဖြစ်နေမှသူမတယောက်လူချင်းစုံတဲ့အခါဘလို့တုတ်ပြန်မလဲဆိုတာကိုတော့သူမဟာဒီတစ်ခါတော့တက်တီမွေးပြီး online မှာပဲအတွဲနေတဲ့ချစ်သူနှစ်သားလေးနဲ့အပြင်မှာလူချင်းတွေ့ဆုံဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။မွေးနေ့ပွဲမစခင်မိတ်ကပ်လင်ကန်ထဲမှာတော့တငယ်ချင်းဖြစ်သူကသူမရဲ့အကိုကြီးအကြောင်းအပုတ်ချပြောပြနေခဲ့ပါတယ်။ဒီညငါအကိုကြီးလဲလာလိမ့်မယ်ငါ့ကိုနီလာကြောက်ဆွဲကြိုးဝယ်ပေးထားတာလေးဘာပဲပြောအကိုကြီးကမပြောတတ်မရှင်တတ်နဲ့လူကြားထဲမှာလဲထောက်တနေရမှာပဲပုံနေတတ်တာ။အသက်30နာကတ်နေပြီဆိုတော့ငါတို့နဲ့အမြင်ချင်းလဲမတူဘူး။နင်ကလက်ဆောင်ကိုပဲမျှော်နေတာမလား။ဟုတ်ပါအသက်ကွာတော့အမြင်ချင်းမတူတာတဘာဝပါပဲ။ဒါပေမဲ့ကောင်မလေးမသိတာတခုကတော့ဒီတငယ်ချင်းရဲ့အကိုကြီးဆိုတာသူမ online မှာချစ်နေရသူဖြစ်နေတယ်ဆိုတာပါပဲ။မွေးနေ့ပါတီပွဲကြီးစတင်ချိန်မှာတော့ခမ်းမတစ်ပြင်းလုံးစူညံသွားစေမဲ့ဖြစ်ရတစ်ခုဖြစ်ပွားခဲ့ပါတယ်။ခမ်းမတကားပွင့်သွားပြီးပွဲတက်လာတဲ့သူကတော့တခြားသူမဟုတ်ပဲတငယ်ချင်းမလေးရဲ့ ATA ဆက်အကိုကြီးပဲဖြစ်ပါတယ်။အနက်ရောင်ရှက်အင်ကြီးရွှေကြည်ထိုးပန်းပွင့်ဒီဇိုင်းနဲ့မျက်မှန်ကြိုးလေးဆွဲထားတဲ့သူ့ရဲ့ရုပ်ရည်နဲ့ခန္ဓာကိုယ်ဟာခမ်းမတစ်ခုလုံးကိုလွှမ်းမိုးသွားခဲ့ပါတယ်။ကောင်မလေးပါဇက်အဟောင်းသားဖြစ်ဟာမိုက်လာချီလား။ဒီဝစ်စားစင်ရင်မှုနဲ့ရုပ်ရည်ကဝတ္ထုတွေက ATA ဆက်မင်းသားအတိုင်းပဲမဟုတ်ဘူးလား။ဘေးနာကမိန်းကလေးများကအာမို့ထန်တန်တွေထွက်ပြီးဒါနာမည်ကြီးတက္ကသိုလ်ကဒေါက်တာဘွဲ့ရမကြခင်ဆုံးရှိစီးပွားရေးအုပ်စုကြီးကိုစက္ကန့်မဲ့ပိုင်ရှင်ကြီးလေကြတာတော့မိန်းကလေးတွေကိုစိတ်မဝင်စားဘူးတဲ့။ကဲများဖြစ်နေမလားမသိဘူးနော်။ကောင်မလေးကဟာတရင်ကြီးရလိုက်ပြီပဲ။အကိုကြီးဖြစ်သူဟာညီမဖြစ်သူစီလျှောက်လာပြီးမွေးနေ့လက်ဆောင်အိတ်လေးကိုလှပစွာပေးအပ်လိုက်ပါတယ်ညီမဖြစ်သူကလည်းဝမ်းသာအားရကျေးဇူးတင်ကြောင်းပြောနေစင်ပါပဲ။အကိုကြီးရဲ့စူးစူးစမ်းပြတဲ့မျက်လုံးတွေဟာတောက်စရာခွက်လေးကင်ပြီးဘားတန်းမှာရက်နေတဲ့ကောင်မလေးစီတို့ရောက်ရှိသွားခဲ့ပါတယ်။သူမဝစ်ထားတဲ့ကာဝင်လေးကိုကြည့်လိုက်တာနဲ့အကိုကြီးဟာအရာအလုံးကိုချက်ချင်းရိပ်မိသွားခဲ့ပါတယ်။သူကင်ထားတဲ့ဝိုင်ဖန်ခွက်လေးတောင်လက်ထဲကလွတ်ကြပြီးကျမ်းပြင်ပုံမှာကွဲရှာသွားတဲ့အထိတုံ့လှုပ်သွားခဲ့ရပါတယ်။ online ချစ်သူစီကနေမင်းအခုအဲ့ဒီကာဝင်လေးဝစ်ပြီးမွေးနေ့ပွဲရောက်နေတာမဟုတ်လားဆိုတဲ့စာတစ်စောင်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့သူမမသိတာတစ်ခုကတော့အဲ့ဒီပွဲခင်းထဲမှာတင်သူမရဲ့ online ချစ်သူရှိနေတာပါပဲ online ချစ်သူကသူမစီကကာဝင်အကြောင်းစာပြန်လိုက်တာကိုဖုန်းထဲမှာမြင်လိုက်ရပြီးနောက်သူကိုယ်တိုင်အံ့ဩတုန်လှုပ်သွားပြီးလက်ထဲကဝိုင်ခွက်တောင်လွတ်ကျကွဲသွားခဲ့ပါတယ်တကယ်တော့သူမရဲ့ online ချစ်သူကဆိုတာအခြားသူမဟုတ်ပဲဒီဆရာကြီးကိုယ်တိုင်ဖြစ်နေခဲ့တာပါ
အမှန်တရားကိုသိသွားတဲ့ရှော့ကသူမစီစာလိုတွေဆက်တိုက်ပို့ပြီးငါ့ကိုစောင့်နေတော့လူချင်းတွေ့ပြီးအရေးကြီးတာပြောစရာရှိတယ်လို့သတိပေးလိုက်ပါတယ်သူမကတော့ online ချစ်သူကပြောနေတာလဲဆိုပြီးပဟေလိဖြစ်သွားတာပေါ့အဲ့ဒီအချိန်မှာတင်သူမစီကိုကြောင်းတငယ်ချင်းဆိုတဲ့ကောင်လေးတယောက်ရောက်လာပြီးမစင်မချင်းစကားတွေနဲ့လာရောက်ရည်တည်ပွဲလုပ်ပါတော့တယ်ညစာပွဲပြီးရင်ငါအိမ်လိုက်ခဲ့ပါလားလို့လာရောက်ကရင်တွေပျက်စီးအောင်ပြောဆိုလိုက်တဲ့ခါမှာတော့သွားစမ်းဒေါသထွက်သွားတဲ့ဆရာကြီးကဝိုင်ပလင်းနဲ့ရိုက်ခွဲလိုက်ပြီးသူမကိုလာရောက်ကဲတင်ပေးလိုက်ပါတယ်အနေရကနေလွတ်မြောက်သွားပြီးနောက်စောကြီးကသူမဝတ်ထားတဲ့ဂါဝင်လေးကိုကြည့်ပြီးမေးလိုက်တဲ့အခါသူမကတော့ဒါကျမရဲ့ online ချစ်သူပေးထားတာလို့ပြုံးပြုံးလေးဖြေလိုက်ပါတယ်ရှေ့လည်းသူမရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်တကယ်တော့ငါကမင်းရဲ့ online ချစ်သူဆိုပြီးသူ့ကိုယ်သူအမှန်တိုင်းဖွင့်ပြောဖို့ပြင်လိုက်ချိန်မှာပဲခါးသီးစရာအနောက်ရှက်တစ်ခုရောက်လာခဲ့ပါတယ်စင်ပေါ်မှာစကားပြောနေတဲ့သူမရဲ့တငယ်ချင်းဆရာကြီးရဲ့ညီမကမိုက်ကိုကင်ပြီးអော်လိုက်တာကတော့ဒီနေ့ကျမရဲ့အချစ်ဆုံးတငယ်ချင်းအတွက်တို့သားရှာပေးမလို့ပါစီကန်းချက်ကအရက်တရ85အထက်ရှိရမယ်ရုပ်ချောရမယ်အရေးကြီးဆုံးက online ချစ်သူမထားရဘူး online ချစ်သူဆိုတာလုံးဝမယုံရဘူးတဲ့ညီမအရင်ဖြစ်သူကစင်ပေါ်ကနေ online ချစ်သူတွေကိုအလူဒါနမပြုဘဲမယုံရဘူးလို့ဝေဖန်ပြီးတို့သားလိုက်ရှာပေးနေတာကြောင့်စစ်တယောက်သူမကို online ချစ်သူဖြစ်ကြောင်းဖွင့်ပြောခံနီးမှမပြောလိုက်ရပဲအစီအစဉ်တွေအကုန်ပျက်စီးသွားခဲ့ရပါတော့တယ်